ဟုတ်တယ်အမားတို့ဒီကျွန်တော်တို့တောင်ပေါ်ကမိုးဒီလိုမိုးလုံးမဆဲတာအခုနဲ့ဆို2ရက်ရှိပြီပေါ့နော်လုံးဝမဆဲသေးဘူးတနာကြီးလေးတောင်မဆဲသေးဘူးမိုးကမြူရတယ်အခုလိုပဲပေါ့အချိန်တိုင်းကြာနေတာဟိုနည်းနည်းလေးဆဲသွားပြီ10မိနစ်2မိနစ်လောက်ဆိုရင်ဒီမြူတွေပြန်ပြီးတော့မြူတွေပြန်ပို့ထူလာတယ်ပို့ထူလာပြီးတော့အခုလိုမိုးကနှိမ့်တိုင်းအများကြီးပြန်ဖြည်းဖြည်းချင်းနဲ့တော်တော်ကြီးသဲလာတယ်အဲ့လိုပေါ့နော်ဒီဘုံကျောင်းရေကန်တွေလည်းအကုန်ရေတွေဆန်းကုန်ပြီကျွန်တော်တောင်ပေါ်တွေကြတော့ဒီတုံဆောင်ကုန်းဆောင်တွေမှာဆိုတော့ရေလန်းကလည်းရေလန်းတက်တက်ရှိတယ်လေအဲ့လိုရေကြီးတာတို့မြေပြိုတာတို့ဆိုတော့ဒီဘက်မှာတော့အဲ့လိုတွေမရှိပါဘူးဒါပေမဲ့ကိုယ်တွေလည်းအမြဲတမ်းစဉ်းစားမိတာပေါ့ကိုယ့်ဘက်တွေမှာကြာကိုယ့်ဘက်တွေမှာတော့မှမိုးကအဲ့လောက်ကြီးနေတော့ရေတွေကအမြဲတမ်းချောင်းနေဆိုလဲကြီးတွေအဲ့ချောင်းတွေလည်းအမြဲတမ်းပြည့်နေတာဒီရေကြီးတဲ့နေရာတွေမှာဆိုရင်ဘယ်လိုနေကြမလဲဆိုပြီးတော့တွေးပြီးတော့စိတ်မကောင်းဖြစ်တာပေါ့နော်ဒါဒီမြူတွေကြာနေတာပေါ့နော်ဒီမိုးမရွာလဲသူကတော့ကြာတယ်အေးတာနဲ့သူကတက်လာပြီးဟိုအဲ့နောက်ထပ်ကနေတက်လာပြီးတော့နေမပွင့်တော့ဘူးပေါ့ဒါဆိုရင်2ရက်တိတိရှိပြီမြူလဲမပြတ်မြူလဲမပွင့်သွားဘူးပြီးကြတော့ဟိုမိုးလဲမဆဲသွားဘူးပေါ့ဟိုဒီမှာဒါဆိုရင်ကျွန်တော်မြူဒီဘက်ကနည်းနည်းလေးပြန်ပြီးတော့ဟိုရင်းဖြစ်နေပြီเนาะပြန်ပြီးတော့တကောင်ကနည်းနည်းလေးပွင့်သွားပြီဆိုဟိုဒီမှာကြည့်ဟိုမှာဟိုနောက်ထပ်မှာဆိုပြန်ပြီးတိတ်ပြီးတော့တက်လာနေပြီအဲ့ဒါနောက်တစ်ဆင့်ပြန်တက်လာမိုးကနောက်တစ်ခါပြန်သဲမှာလို့ရှိပါတယ်ဗျာတော်ပေါ်မှာကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဆယ်စားငပိထုံးအောင်ပို့လာတဲ့ငပိထုတ်လေးတွေနဲ့ဒီတံမြာတီးတုပ်လေးတုပ်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာတံမြာတီးတုပ်တော့မဟုတ်ပါဘူးခင်ဗျာဒီဘက်မှာကတို့လိန်ပေါ်ပြက်လို့ခေါ်တဲ့အတီးမျိုးတွေတအားပေါ်တယ်ဗျဒါကိုတော့ဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းသေချာမသိဘူးပေါ့နော်ကျွန်တော်တို့ကတော့လိန်ပေါ်ပြက်လို့ပဲခေါ်လိုက်တယ်ဗျလိန်ပေါ်တီးထဲမှာလည်းမဟုတ်ဘူးဟိုမဲ့ရင်တော့သူကလိန်ပေါ်တီးလိုမျိုးပဲပေါ့နော်တအားကြီးချိုတဲ့ထဲတော့မပါဘူးချိုတော့ချိုတယ်ရခိုင်ဆယ်စားငပိထုံးထုတ်လေးတွေကပို့လာတာကြာပါပြီခင်ဗျာကျွန်တော်တို့ဘက်မှာတရတီးတွေလည်းမရှိဘူးပေါ့ဒီတောင်ပေါ်မှာဆိုအားရနဲ့ကလေးတွေကိုဘာနဲ့စားရမလဲဆိုပြီးတော့စဉ်းစားနေရတယ်အခုကဒီအတီးလေးတွေကစားလို့ရသွားပြီပေါ့နော်ရင်သွားပြီဆိုတော့ဒီအတီးလေးရှိတဲ့အိမ်ကကလေးတွေကိုခုခိန်ပြီးတော့အခုလိုမျိုးတုပ်ကြွေးဖြစ်တာပါခင်ဗျာဒီဓာတ်ကတော့ကျွန်တော်ရဲ့မရှိမဖြစ်ဓာတ်လေးမို့အမြဲတမ်းကိန်ပြီးတော့သုံးနေပါတယ်ခင်ဗျာဒီဓာတ်ကျိုးရသွားအကြောင်းကတော့ကျွန်တော်တို့မြစ်ခုတ်လိုက်လို့ပေါ့နော်အဲ့ဒါလေးကိုပြောပြတာပါခင်ဗျာကြည်ဝန်းဆိုလို့ဒီနေရာမှာပဲရှိတော့ဒီနေရာမှာပဲအားလုံးဝင်ပြီးတော့လာလောက်ကြတာပေါ့တယောက်တည်းလောက်ရရင်လည်းရမ်းပင်ပန်းတဲ့မျိုးပေါ့ဒါကလေးတွေနဲ့ဝင်လို့ရတာဆိုတော့အဆင်ပြေပါတယ်အားလုံးလှီးလို့ချွတ်လို့ပြီးပြီဆိုတော့ငပီတွန်းထုတ်လေးကိုကတ်ကြီးနဲ့ဖြတ်မှာပေါ့နော်ကတ်ကြီးနဲ့ဖြတ်ပြီးတော့အခုလိုမျိုးပဲယူထဲလိုက်ရပါတယ်ခင်ဗျာတခြားဟာနဲ့ယူထဲမယ်ဆိုရင်အထက်ကဟိုကြံနေတဲ့ဟာတွေကနည်းနည်းသမျောစရာကောင်းတယ်လေအဲဆိုတော့အကုန်လုံးစင်အောင်လက်လေးနဲ့ပဲယူပြီးတော့အထက်မှာကြံနေတဲ့အနှိလေးတွေကိုဒီတံမြာသီးလေးတွေနဲ့ပြန်ဆယ်ပေါ့ဒီပဲပုတ်ထုံးကတော့ကျွန်တော်တို့ရဲ့မရှိမဖြစ်တောင်ပေါ်ဒေသရဲ့မရှိမဖြစ်လေးမှုပဲပုတ်ထုံးလေးလည်းထဲလိုက်ရတာပေါ့နော်ပဲပုတ်ထုံးလေးရဲ့ငပိထုံးလေးရဲ့ဆိုတော့အနှံ့ကမှုေးနေတာပဲဗျာပြီးကြတော့နေလိုက်တာကလည်းလက်နဲ့ပဲနေရတယ်ကြံတဲ့ဟာနဲ့ဒီလက်အိုက်ကလည်းမရှိဘူးလေလက်နဲ့ပဲနေရတာပါခင်ဗျာလှုပ်လိုက်တာကတော့အများကြီးဆိုပြီးတော့ကုံပါမလားလို့တွေးမိတော့ကိုကမကုံဝဲနေမှာဆိုလို့စိတ်ပူနေတာသူတို့ကဝတောင်မိုးဝကြကလေးတွေစားတာကိုတော့နောက်တစ်ပုံမှတင်ပေးပါမယ်ခင်ဗျာဒါကတော့ဒီအတီးတုပ်တဲ့ပိုးလေးပေါ့ပုံမှန်ဆက်လက်အားပေးကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့တောင်ပေါ်ကျောင်းလေးကိုအရောက်ပို့လာပေးတဲ့ဆယ်စားရကိန်ကပီထုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလူရှင်မိသားစုအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းလားဟုတ်ပြီဟာယိုဟယ်လိုလဲကောင်းဟုတ်ပြီစားလေအခန်းစားကောင်းလားဟုတ်ပြီကောင်းမှာပေါ့ငါလည်းရတော့ဒီမှာတန်ရာတွေနဲ့လက်ရလဲအကုန်လုံးပူထူနေပြီအေးဆွေရောစငိုင်းကဲဒါတော့စားတဲ့ခန်းလေးရောက်လာပါပြီခင်ဗျာစားတဲ့နေရာမှာကျတော့ကျွန်တော်တို့ဒီသူတို့ဘက်ကဒီသမင်းထုတ်တာတွေရောအစုံထုတ်တဲ့ဖက်ကိုပဲတုံးပြီးတော့သူတို့ကျွေးတော့ဗောနော်ဒီဖက်ကိုတုံးပြီးကျွေးတာကျတော့သူတို့ဒီအတုပ်ကြတော့လက်ထဲကိုထည့်ပေးဖို့ရကြတော့လဲအဆင်မပြေဘူးလေဒီပကံထဲကိုကြတော့လဲပကံတွေကပြန်ပြီးဆေးနေရမှာအားဆိုတော့ဖက်ထဲကိုထည့်ပြီးပဲကျွေးလိုက်တာပါခင်ဗျာဟိုအားပေးချမ်းချက်ကတော့ကြည်တာတော့ဗျာစငိုင်းဟုတ်ပြီစငိုင်းအေးသွားမကုံဘူးလို့ထင်တာကုံပြီဟလားဟောတူဝင်မထဲပေးပဲနဲ့
anh nó sang ngay Con lá. con à xéo bia mi đi nè sang ngay Dạ đây bia. con là Con này bia. rồi heo bì con là Con này bia. rồi heo bì con là anh ạ Con này bia. anh gì con là Dạ. rồi con là con là Con này bia. con là sao ít xuôi không sang ngay con là con là xị đâu bì con là Con này bia. đâu lùi là Bia. lo con rồi đó lo con rồi anh có mà bông anh leo rồi thì mà đây à đi nên leo đấy có lông bù thu này con là ai bông Con này bia. con là ai dụ Con này bia. lo con rồi nhai con là tít con là lo con rồi nhai là tít là tít đi အခုလိုမျိုးအားပေးကြတာပေါ့နော်အမအဆဆားတော့ကတော့အခုလိုမျိုးချင်းတလူလူခါတလူလူပေါ့သူတို့ရုပ်တွေအားနဲ့ကိုလှုပ်ထားတာလဲဒီခွဲမျိုး၅ခွဲကြီးတောင်ဆိုတော့မကုံဝဲနေမှာဆိုလို့စိတ်ပူနေတာပေါ့နော်နောက်ဆုံးလဲကြတော့ဒီပကံကြီးတွေပါပြောင်းတလင်းခါအောင်စားကြတာထဲမဲ့လူတွေကတန်းစီနေပြီပကံတွေပကံတွေကအတုတ်တွေကကုံနေရောကုံဝါးကြီးပေါ့လို့ရတာတန်ပါနဲ့ဒီလက်တွေလှုပ်ပြီးတော့လက်တွေလည်းပူထူနေရပဲငရုတ်သီးတွေနဲ့ဆိုတော့ပြီးကြတော့ဓာတ်ချေရာတွေနဲ့ဆိုစားလဲဆက်တယ်ပူလဲပူတယ်ဒါပေမဲ့ပင်မရန်ကျိုးနှက်ပါတယ်အကုန်လုံးစားကြတာဆိုတော့လေချိုးတွေဆိုရင်စီတယ်လေကိုပင်ပင်ပန်းပန်းလှုပ်ထားပေမဲ့ဒီလိုမစားကြဘူးမကြိတ်တယ်လို့ပါလို့စဉ်ကိုကလည်းပင်မရတာမတန်ဘူးလေဒါဒီကလေးတွေကြတော့ဘာမှအစားအစာနေရမှာလည်းရွေးဘူးပေါ့နော်အကုန်လုံးစီရလုပ်ပေးတဲ့ဟာဆိုရင်အကုန်ကြိတ်ကြတယ်ဆိုတော့တခုခုလုပ်ပြီးဆိုရင်လည်းပင်ပန်းရတာပင်ပန်းရကျိုးနှက်တာပေါ့အခုလုပ်ထားတာလည်းငပိထောင်းရခိုင်ငပိထောင်းနှံ့ရဲဒီပဲပုံနှံ့ရဲဆိုတော့အခုလိုမျိုးပြောင်းသလင်းခါသွားပါတယ်ခင်ဗျာလုပ်တာတော့နိုင်နှစ်ပတ်နီးနီးလုပ်ရတာပေါ့အကြာကြီးလုပ်ရတယ်စားတာကြတော့နိုင်ဝက်တော့မကုန်မကြောက်စားတာကုန်ရောကဲအားလုံးပဲအခုလိုမျိုးအချင်းတုပ်လေးစားချင်တယ်ဆိုရင်တော့အော်ဒါမှာလို့ရပါတယ်ခင်ဗျာပြန်ဘိုင်းရင်လေးထည့်လာကြတော့ဆရာဗျာအာဒီနေ့တနခါလိမ့်လာတယ်ဟာပြန်ဆရာဘိုင်းရင်လေးထည့်လာဒါပဲဟင်းနဲ့ငချိုက်နဲ့ तू ကဘာလုပ်လို့အိုက်လာဟုတ်တယ်အိုက်လောရောအိုက်လောပဲဟင်းနင်တို့ပဲဟင်းမှာကွန်သေးရငါအခုမှဘာမှမချက်ရသေးဘူးအိုက်နော်ဟုတ်လားငါဟင်းလားစက်ပြပဲ ပေါ့အော်မြစ်တော့မြစ်ကြောဟုတ်လားဟုတ်လားလို့ဟမ်ဘယ်သူထည့်ပေးတော့အသားပေးမှာလားအဲ့ဟောဒီတိုင်းထည့်ဟမ်အမေမလုပ်ပေးဘူးလားမပြတ်ဒီမှာလားမလုပ်ပေးဘူးဩနေမင်းရတယ်ပေးပြန်အဲ့တော့ဒီထမင်းကျဲသူ့ဘာသူထည့်လာတာပေါ့မဟာအဖေဟုတ်လားဟမ်အခေအခေလည်းကိုဘာကိုထည့်လာတာအခေဘာညလို့ကျဥကျော်ကောင်းတယ်ကွာကျဥကျော်ဘယ်လိုခေါ်လုံးပလောင်လို့ပုတ်ဤရဲ့ဟုတ်လားရောဆရာဘာညင်းမှမချက်သေးဘူးခုမှဟိုမှာ